전체 인구의 88% 이상이 불교를 믿는 나라 미얀마. 남자들은 평생 한 번 불교 수도승 체험을 할 정도로 불교 정신이 깊게 뿌리내린 곳이다. 그러나 이곳에도 하나님께서 예비하신 수많은 사람이 있고 그 뜻을 따라 2002년 선교가 시작된 후 지금까지 미얀마 전국에 복음의 씨앗을 심으며 가장 큰 선교회로 자리 잡았다. 비록 지난 2년간 코로나 팬데믹과 국내외로 닥쳐오는 어려움, 그리고 미얀마 교회를 개척한 김대인 선교사의 소천으로 성도들의 마음이 무겁기도 했지만 교회의 뜻을 따라 김종호 선교사가 미얀마로 파송되면서 새로운 힘과 소망이 미얀마 교회를 다시 채워가고 있다. 현재 미얀마 전역에 있는 교회는 총 64개, 그중 30여 개는 최근에 개척돼 사역을 시작한 곳이다. 선교학교를 거쳐 복음전도자가 된 현지 사역자가 현재 70여 명에 복음전도의 뜻을 둔 성도들이 점점 늘어나면서 양곤과 땅우, 무세, 미치나 등 4개 지역에서 선교학교가 운영되고 현재 200여 명이 훈련을 받고 있다. 미얀마 교회가 받은 약속은 300개의 교회가 세워져 미얀마를 복음으로 뒤덮는 것. 그 약속과 소망이 지금 미얀마 교회를 움직이고 있다. 2020-21 ကျွန်တော်တို့အရန်ကိုခက်ခဲတဲ့နှစ်တွေဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဒီကိုရိုနာကြောင့်စစ်တပ်အာဏာသိမ်းတဲ့အရာဖြစ်လာခဲ့ပြီးမှနိုင်ငံရဲ့စီးပွားရေးအရန်ကိုကျသွားခဲ့ပါတယ်။ကျွန်တော်လည်းဖျားသခင်ကိုအများကြီးမိကုံမေးခဲ့တယ်အပြစ်တင်ခဲ့တယ်ဖျားသခင်တကယ်ရှိသလားဆိုတဲ့စိတ်တောင်မှဖြစ်ခဲ့ပါတယ်။ဆရာကြီးကင်ဂျုံဟိုပြန်ရောက်လာတယ်။ကျွန်တော်မြန်မာပြည်မှာရှိတဲ့အမှုတော်ဆောင်တွေအတွက်ချက်ချင်းပဲ training ကိုလုပ်ပေးခဲ့ပါတယ်။အဓိကပြဿနာကကျွန်တော်စိတ်ထဲမှာနှုတ်ကပတ်တော်မရှိလို့ဖြစ်တယ်ဒီစိတ်ဖြစ်လာခဲ့ပါတယ်ကျွန်တော်စိတ်ကိုပြောင်းလဲခွင့်ရတယ်သဘောတစ်ကိုဖျားသခင်ပေးခဲ့ပြီးမှဖျားသခင်ရဲ့မျက်လုံးနဲ့ကျွန်တော်မြန်မာနိုင်ငံကိုကြည့်တဲ့အခါမှာအရန်ကိုမျှော်လင့်ခြင်းတွေဖြစ်လာတယ်ဆရာကြီးကအရင်ဆုံးသင်ပေးတဲ့အရာကတော့အမှုတော်ဆောင်တွေကတလမှာတစ်ကြိမ်ကျမ်းစာကိုပြီးအောင်ဖတ်ပါဒုတိယကတော့အသင်းသူအသင်းသားတွေက2လတစ်ကြိမ်တစ်နှစ်မှာ6ကြိမ်ပေါ့အဲ့ဒါကိုသင်ပေးပြီးတော့အခုဆိုရင်တော့ကျွန်တော်တို့3နှစ်အတွင်းမှာအမှုတော်ဆောင်အယောက်80ကျော်နဲ့အသင်းတော်64ပါးကိုကျွန်တော်တို့ကတည်ထောင်နိုင်ခဲ့ပါတယ်အနာဂတ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအသင်းတော်အပါ300ဖြစ်လာဖို့ရန်မျှော်လင့်ခြင်းရှိပါတယ်ကျွန်တော်ကသခင်ယေရှုအားဖြင့်အလုံးလုံးမှာဖြစ်ပါတယ် 64개 교회 중 미얀마의 최대 도시 양곤에 첫 교회이자 미얀마 선교의 중심인 양곤 교회가 있다. 갈수록 성도 수가 늘어나 양곤 주변 지역에 5개 교회를 더 개척했고 현재는 양곤시에서만 1000여 명의 성도가 교회를 섬기고 있다. 각 구역은 매달 구역장들의 주도로 CLF 모임과 성경 집회를 진행하고 있고 주일 예배 후에는 2부 시간으로 구역장들이 직접 강사가 되어 복음반을 운영한다. 양곤교회는 올해 더 많은 사람이 구원받아 함께 예배드릴 소망을 품고 있다. ခန္ဓာပြည်တဲ့တွားရောက်ဆောင်စမ်းပြီးပြန်လာတဲ့တချို့ဆေးရောက်ရဲ့စကားကိုပဲနားထောင်ပြီးခက်ခဲပင်ပန်းပြီးငိုယွနေတဲ့သူတွေလိုပဲကျွန်တော်တို့အားလုံးကအရန်ကိုခက်ခဲပင်ပန်းခဲ့ပါတယ်အခြေအနေကတနက်စာတောင်ခက်ခဲစားနေရလောက်တဲ့အထိဖြစ်ခဲ့ပြီးတော့တနင်္ဂနွေနေ့အပတ်တိုင်းအလူငွေပုံးကလည်းလွတ်နေတဲ့အခြေအနေဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဆရာကြီးကတော့တမန်တော်ဝတ္ထုအခန်းကြီး2အငယ်40နှစ်မှာကနဦးအသင်းတော်ကယုံကြည်ခြင်းနဲ့လမ်းခဲ့တဲ့လမ်းနဲ့ပတ်သက်ပြီးပြောခဲ့ပြီးတော့ group meeting အားဖြင့်တဖြည်းဖြည်းဖျားသခင်နဲ့ဖျားသခင်ကျွန်းအသင်းတော်နဲ့နိကလာစေခဲ့ပါတယ်ပြီးတော့ဂလာတိဩရစာအခန်းကြီး9အငယ်16မှာပါတဲ့နှုတ်ကပတ်တော်အားဖြင့်တစိုက်မမတ်ကျမ်းစာဖတ်တဲ့ဘဝအတ္တကိုသင်ပေးပြီးတော့အမျိုးသားအဖွဲ့နဲ့အမျိုးသမီးအဖွဲ့ home cell capel workshop theology diploma သင်တန်း home cell ကျမ်းစာသင်တန်းအားဖြင့်တောက်လျှောက်အင်္ဂလိပ်တရားဟောပြောတဲ့အလုပ်ကိုလုပ်နေပါတယ်အခုရန်ကုန်အသင်းတော်မှာအသင်းသူအသင်းသားအယောက်1000လောက်အတူစုဝေးပြီးတော့ဝတ်ပြုနေတာဖြစ်ပါတယ်လာတိုင်း home cell ညီကောင်မတွေစိတ်ဆုစီးပြီးပြုလုပ်တဲ့ CLF အစီအစဉ်နဲ့ကျမ်းစာသင်တန်းအားဖြင့်လူတွေအများကြီးကအဖျားသခင်ရဲ့အင်္ဂလိပ်တရားကြားနာပြီးတော့အကယ်တချင်းလက်ခံရရှိတဲ့သူတွေများလာတာတွေ့ရပါတယ်ဒီနေ့မှလည်းအယောက်1000လောက်ထပ်မံဖိတ်ခေါ်ပြီးအတူတူဝတ်ပြုစည်းဝေးနိုင်မယ်လို့ယုံကြည်ပါတယ်ဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်양곤교회가 최근 마음을 기울이고 있는 또 하나의 일은 목회자들을 위한 CLF 모임이다. 미얀마의 CLF는 2015년 박옥수 목사 성경 세미나 당시 500명의 목회자가 모이면서 시작됐다. 팬데믹 기간에는 온라인으로 이어지다 2022년 3월부터 다시 목회자들을 직접 만나 교류하며 CLF 모임을 매달 진행하고 있다.
믿음으로 시작한 CLF에는 지금까지 1,600여 명의 목회자들이 참석해 구원을 받았다. 그중 목회자 2명은 자신이 하던 사역을 그만두고 선교학교에 들어와 훈련을 받고 현재 기쁜 소식 선교회의 사역자로 복음을 전하고 있다. 매주 토요일에 열리는 신학교 디플로마 과정에는 다수의 종교 지도자를 포함해 200여 명이 교육을 받고 있다. 저는 처음에 부다 바다원 되어ဖြစ်ပါတယ်. 저는 아미들이가로 레타푸스이 크리스천ဖြစ်ရမယ်ဆိုတဲ့အခါမှာကျွန်တော်လည်းခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ခဲ့ပါတယ်။2019ခုတလပိုင်းမှာဆိုရင် Christian Leader Fellowship ခရစ်ယာန်ခေါင်းဆောင်တွေမိသားရဒီအစီအစဉ်မှာပါဝင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာစစ်မှန်တဲ့ကယ်တင်ခြင်းသတင်းကောင်းတိတိကျကျကြားသိခွင့်ရခဲ့ပါတယ်။ဒါကြောင့်ဂလာတိ4:8မှာဆိုရင်အထက်ကသင်တို့ဒီဖျားသခင်ကိုမတိတော့အခါကိုယ်ဇာတိအဖြစ်ဖျားမှုတော်သူရဲ့အမှုကိုဆောင်ရွက်တယ်။ဒါဆိုရင်ကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းကစာတန်ရဲ့တစားပလားဖြစ်နေပါလားဒီလိုမျိုးနားလည်ခွင့်ရခဲ့ပါတယ်။ဒီခါမှာဆိုရင်ကျွန်တော်လည်းဒီအတင်းတော်ကကျွန်တော်ကိုGood News Mission အတင်းတော်နဲ့ဆက်သွယ်တဲ့အတွက်ကျွန်တော်ကိုမောင်းထုတ်ခဲ့ပါတယ်။အဲကြောင့်ကျွန်တော်လည်းGood News Mission အတင်းတော်မှာဆက်လက်ပြီးတော့မှယုံကြည်ခြင်းသင်ခဲ့တယ်သာသနာပြုကြောင်း training ခံယူခဲ့ပါတယ်။အဲဒီကနေပြီးတော့မှကျွန်တော်လည်းအခုဆိုရင်ကျုံပြောမြို့မှာအေဝံဂေလိတရားဟောပြောခြင်းအဖြစ်ယုံကြည်ခြင်းသင်ယူနေပါတယ်။ 미얀마 교회를 찬송으로 가득 채우는 진달래 합창단은 그 이름처럼 활짝 피어나 전국을 다니며 사람들에게 기쁨을 주고 있다. 2008년 10명 남짓의 성가대로 시작한 진달래 합창단은 전국 전도 여행에 동행하며 점차 실력과 규모를 키워갔다. 그리고 지난 한 해 콘서트와 크리스마스 칸타타, 뮤지컬 등 다채로운 무대로 관객들을 만난 진달래 합창단. 특히 지난해 겨울 만달레이와 땅우, 빠따엥, 꽁딴 등에서 진행한 크리스마스 패밀리 칸타타 투어는 미얀마에서 보기 드문 멋진 공연과 복음 강연으로 연인원 5천여 명의 관객에게 기쁨을 주었고 귀빈들을 위한 공연도 큰 호응을 얻었다. ကျမတို့ကိုမြန်မာနိုင်ငံမှာ music သင်ပေးမဲ့သူလည်းမရှိခဲ့ဘူးဒီ Baby Mount Notes တွေကိုလည်းကျမတို့ကမကြည့်တက်ခဲ့တဲ့အတွက်1 2 3 4ဒီလိုမျိုးတိုင်ပင်နေရည်ပြီးတော့မှပဲကျမတို့ကသချင်းတွေကိုဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆရာကြီးအုပ်စုဘက်ကမြန်မာနိုင်ငံကိုရောက်ရှိလာပြီးကျမတို့ရဲ့ခွာရကိုအရှိတာအာရှမှာအကောင်းဆုံးခွာရဖြစ်တယ်လို့ဂတိတော်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာဆိုရင်တကယ်ကျမတို့ကို music သင်ပေးဖို့အတွက်ဖျားခင်ကဆရာတွေတယောက်ပြီးတယောက်လွတ်ပေးခဲ့ပါတယ် Music Academy Music Workshop တွေကိုလုပ်ခြင်းအဖြစ်အခုဆိုရင် member ဝင်ပေါင်းအယောက်90ကျော်နဲ့အတူတူမြန်မာနိုင်ငံမှာအကြီးဆုံးခွာရအဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့တာပဲဖြစ်ပါတယ် Christmas Cantata Easter Cantata Tour နဲ့ Music Concert တွေကိုလည်းပရိသတ်တွေကတကယ် happy ပြီးတော့ကျမတို့ရဲ့အဖွဲ့အစည်းကိုစိတ်ဝင်စားလာတဲ့အရာကိုလည်းအများကြီးတွေ့ခဲ့ရပါတယ်ဆရာကြီးကနောက်မှာ music တောင်းဖွင့်ပြီးတော့ကလေးငယ်တွေကို music နဲ့ပတ်သက်တဲ့အရာတွေကိုတည်တည်ချာချာသင်ပေးရအောင်ဆိုတဲ့အိမ်မက်ကိုစိုက်ပျိုးပေးခဲ့တယ်전 세계 청소년들이 겪는 많은 문제가 미얀마 청소년들에게도 예외는 아니다. 거기다 경제적으로 불안한 국내 상황으로 학생 대부분이 학교에 나가지 못하면서 불안 속에 꿈과 소망 없이 방황하는 청소년들은 점점 늘고 있다. 그 가운데 미얀마 IYF는 매주 토요일 정부 소속 체육관에서 500여 명의 청소년들을 모아 다양한 활동으로 복음을 전하고 있다. 특히 미얀마 청소년들의 마음속 어둠을 몰아내고 행복으로 잠들고 소망으로 눈뜨는 삶으로 이끌어가고 있는 마인드 교육. 2015년 시작한 마인드 교육이 2017년 GSC라는 이름으로 정식 기관 인증을 받고 전국에 알려지기 시작했다. 기업과 학교 등을 다니며 강연을 하고 마인드 서적들을 번역하고 출판했다. 2024년에는 두 곳에서 현직 교사 300여 명에게 마인드 교육을 실시했으며 이를 계기로 다양한 단체들과 MOU를 체결해 마인드 교육을 해달라는 요청이 쇄도하고 있다. 이렇게 뜨거운 호응을 반영해 마인드 교육을 미얀마 정식 교육 과정에 도입하는 준비도 이뤄지고 있고 지난 3월부터는 9개 학교에서 마인드 교육을 시행하고 있다. ကျွန်တော်မြန်မာလူငယ်တွေအများစုကလေးလေးနက်နက်စဉ်းစားတွေခေါ်တဲ့စိတ်သက်ဆိုင်ရေးဘယ်အရာကိုပဲလှုပ်ဆောင်အောက်တာဝန်ခံမှုစိတ်သက်ပိုင်းဆိုင်ရာမှာအများကြီးအားနည်းနေခဲ့ပါတယ်။ဒါပေမဲ့ကျမတို့ Mind Education အဖြစ်ကျမတို့မြန်မာလူငယ်တွေကိုလေးလေးနက်နက်စဉ်းစားပြီးခေါ်တတ်တဲ့စိတ်သက်ဆိုင်ရေးစိတ်ခေါ်ခြင်းပြောင်းလဲခြင်းမိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းနဲ့
플레이진 세이드리고 တင်ကြားပေးတဲ့ အခါမှာအခုမြန်မာနိုင်ငံတဝန်းကျောင်းကျောင်းသားတွေနဲ့ဆရာဆရာမတွေအများကြီးမိုင်းလက်ချောင်းနောက်ထောင်ခွင့်ရပြီးတော့မှပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်2019 ခုနှစ်မှာကျမတို့မြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာကိုပိုင်ကျောင်းများအသင်းဥက္ကဋ္ဌဆရာကြီးဦးနေအောင်နဲ့ဆရာကြီးအုပ်စုပတ်တို့ရဲ့တွေ့ဆုံခြင်းအဖြစ် My Education ကမြန်မာနိုင်ငံမှာအစပြုခဲ့ရပဲဖြစ်ပါတယ်ဒီလိုအစပြုလာပြီးတော့မှပြီးခဲ့တဲ့နှစ်မှာဆိုရင်ကျမတို့မြန်မာနိုင်ငံရဲ့နေပြည်တော်မြို့မှာရှိတဲ့အကောင်းဆုံးကျောင်းဖြစ်တဲ့ပညာပန်းနိုင်ဆိုတဲ့ကျောင်းမှာဆရာဆရာမအယောက်150ကျော်ကို My Education ပို့ချနိုင်ပြီးတော့မှမြောက်များလားဆိုတော့ဆရာဆရာမတွေပြောင်းလဲလာတဲ့အရာကိုခန်းစားခဲ့ရပါတယ်လက်ရှိမှာလည်းကျမတို့ကျောင်းအသီးသီးနဲ့အဖွဲ့အစည်းတည်တည်ကကျမတို့ My Education တင်ကြားဖို့ရန်အတွက်ကမ်းလှမ်းလာပြီးတော့မှ MOU ထိုးပြီးတော့မှရှေ့ဆက်မြန်မာလူမျိုးတွေကိုပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းမျှော်လင့်ခြင်းမျိုးစေ့တွေစိတ်လုံးသားထဲမှာစိုက်ပျိုးပေးသွားဖို့မျှော်လင့်ခြင်းများကြီးရှိပါတယ်ရှင် 2019년 미얀마 지부는 양곤 근처 모비시에 부지 8,000평을 얻었다. 그 텅 빈 부지 위에 있던 창고를 임시 교실로 개조하고 40명의 학생이 모여 호프 고등학교가 시작됐다. 그 후 기적적으로 3개월 만에 완공된 최신식 건물. 그리고 2021년 정식 고등학교 라이선스를 받은 호프 고등학교는 미얀마 청소년들이 밝은 미래를 꿈꿀 수 있는 터전이 됐다. 학생들은 IT와 음악, 한국어, 영어, 그리고 성경을 바탕으로 한 마인드 교육을 배운다. 미얀마 대부분의 고등학교가 졸업시험 합격률 60%를 맴돌거나 점점 낮아지는 추세 속에 호프 고등학교는 합격률 70% 이상을 유지하며 2023년과 2024년 합격률 1위로 최우수 학교상을 수상했고 정부가 선정하는 전국 영재 학생을 모비시 최초로 배출하기도 했다. 미얀마 교육계 주요 인사들이 학교를 방문하고 기업가들은 졸업생들에 대한 깊은 신뢰를 갖고 채용을 약속했다. 실제로 미얀마 관광은행 MTB에서 대학 졸업장 없이 졸업생 2명을 채용하기도 했다. 2024년도부터는 유치원, 2025년 새학기부터는 중학교 과정이 도입됐고 내년부터는 초등학교 과정도 시작할 예정이다. 미얀마를 이끌어갈 차세대 리더들이 지금 호프 고등학교에서 자라나고 있다. ကျွန်တော်အသက်73နှစ်အရွယ်ကနေစပြီးမှကွန်ပျူတာဂိမ်းမှာဆွဆွလန်းလန့်ဆော့ပြီးမှနင်းမြုပ်ခဲ့တဲ့ကျောင်းသားဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်တွေမိဘတွေကလည်းကျွန်တော်ကိုဘယ်လိုမှပြန်ပြုတ်ပြင်လို့မရဘဲနဲ့တကယ်လက်လျှော့လိုက်တဲ့အထိဂိမ်းဆွဲလန်းချင်းမှာနင်းမြုပ်ခဲ့ပါတယ်တကယ်ဖျားသခင်အသက်ရှင်နေဆိုရင်ဒီအရာကနေကျွန်တော်ကိုကင်နှုတ်ပေးပါဆိုပြီးမှဆူတောင်းခဲ့တဲ့ခါမှာဆိုရင်အတီအန်ဒီတယောက်ကမော်ဘီမြို့မှာရှိတဲ့ Hope Private High School ကျောင်းကိုကျွန်တော်မိတ်ဆက်ပေးခဲ့ပါတယ်ဒီလိုနဲ့ Hope Private High School ကိုတက်ရောက်ခဲ့ပြီးမှဟုတ်ကျောင်းမှာရောမခန်းကြီး3ခန်းငယ်23 24အဖြစ်ဧဝံဂေလိကြားကြားခွင့်ရပြီးမှကေတင်ချင်းရရှိခဲ့ပါတယ်ဆက်လက်ပြီးမှကျောင်းမှာတင်ပေးတဲ့စိန်ခေါ်မှုစိတ်ဓာတ်နဲ့တကယ်ဆရာမတွေရဲ့တွန်းအားပေးမှုတွေကြောင့်2023-2024ပညာသင်နှစ်မှာလည်းလူရည်ချွန်စာမပွဲကိုဖြည့်ဆို့ခွင့်ရပြီးမှမော်ဘီမြို့မှာပထမအဦးဆုံးလူရည်ချွန်ကျောင်းသားအဖြစ်ဆုရရှိခွင့်ရခဲ့ပါတယ်လူရည်ချွန်ဖြစ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဟုတ်ကျောင်းကိုလည်းလူတွေအများကြီးတည်လာခဲ့ပါတယ်အခုလိုမျိုးဟုတ်ကျောင်းမရှိဘူးဆိုရင်ကျွန်တော်ဟာပျက်စီးသွားမဲ့လူငယ်ဖြစ်ပေမဲ့လည်းဟုတ်ကျောင်းကြောင့်လူရည်ချွန်ကျောင်းသားဖြစ်ခွင့်ရတယ်အိမ်မက်ရှိတဲ့ဧဝံဂေလိတရားရဲ့လုပ်ပေါ်ဆောင်ဖက်ဖြစ်ခွင့်ရတဲ့အတွက်ကြောင့်မို့လို့ဖျားသခင်နဲ့ဖျားသခင်ကျွန်ဆရာကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ 한국의 라이처스 스타즈를 모티브로 2006년에 만들어진 아잘리아 스타즈. 매년 한국에서 온 단기 선교사들에게 댄스를 배우며 마음이 밝아진 청년들의 모습은 미얀마 국민들과 정부 고위공직자들의 마음에 감동을 안겼다. 그 덕에 임대가 불가했던 정부 소유 체육관도 하나님의 은혜로 얻게 됐다. 그곳에서 매주 토요일 아카데미 클래스를 비롯한 청소년 행사들을 열고 있고 무엇보다 여러 교육 사업단체들과 협력해 매년 전국 40개 도시에서 댄스 경연대회를 개최하며 약 3,000명의 청소년이 교회와 연결됐다. 미얀마의 전통 문화를 소재로 창작한 공연은 한국 세계문화 댄스 페스티벌에서 2차례 수상했고 이를 계기로 작년 8월에는 총리의 초청을 받아 정부 주최 세계 청소년의 날 행사에서도 공연을 펼쳤다. 지금은 정부 중요 행사가 있을 때마다 특별 공연팀으로 초청받는 아잘리아 스타즈. 앞으로도 계속 댄스를 통해 많은 청년들을 변화시킬 역사가 일어나기를 소망한다. ဆရာကြီးကမြန်မာနိုင်ငံမှာလူငယ်တွေအများကြီးပဲဒီလူငယ်တွေကိုအကမန်ပါအားလုံးလုပ်လို့ရတယ်ဒီနှစ်တော့အတွင်းရန်ကုန်တိုင်းမှာအကဖွဲ့10ဖွဲ့ဖြစ်အောင်လုပ်ပါဒီမျိုးလမ်းပြပေးခဲ့ပါတယ်ကျွန်တော်ဒီစကားကျွန်တော်တခါမှမကြားဘူးတဲ့စကားတွေဖြစ်ပါတယ်စိတ်ထဲမှာဝန်ထုံဝန်ပိုးဖြစ်လာတယ်ကျွန်တော်ရဲ့အကြံစီနဲ့လုပ်ခဲ့တဲ့အရာအားလုံးဆိုတာ
ဖြစ်စီဆုံးရှုံးခဲ့တဲ့အရာဖြစ်နေတဲ့အတွက်ကြောင့်ဆရာကြီးကလမ်းပြတဲ့အရာတစ်ခုစီတိုင်းမှာလိုက်သွားခြင်းတဲ့စိတ်တွေဖြစ်လာတယ်။တစ်နှစ်တော်တွင်မှာအကမန်ပါ12ဖွဲ့ဖြစ်လာတယ်။ပြီးတော့မြန်မာတနိုင်ငံလုံးအဖွဲ့ပေါင်း150လည်းဖြစ်လာတယ်။ကမန်ပါဝင်အယောက်3000ဖြစ်လာတာဖြစ်။အဲ့ဒီချိန်ကစပြီးတော့မှကျွန်တော်ရဲ့အကြံစီ100%စုပြည့်ခွေရပါတယ်။အခုဆိုရင်အတင်တော်လမ်းပြတဲ့အရာပဲလိုက်သွားပြီးတော့မှယုံကြည်ခြင်းအဖြစ်အသက်ရှင်နေတာဖြစ်ပါတယ်။ 미얀마 교회는 매해 4월 물축제, 10월 불축제 등 국가 명절에 맞춰 성경 세미나를 열고 있다. 불교적 의미를 지닌 축제에서 성경 세미나를 열기 위해 앞서 연결된 수많은 이들의 도움을 받아 힘있게 복음을 전하고 있다. 사실 양곤이나 만달레이 같은 몇몇 대도시를 제외하면 미얀마 지역 대부분은 교통편을 비롯한 인프라가 제대로 갖춰지지 않은 오지 마을들이다. 그럼에도 불구하고 미얀마 전역에 퍼져 있는 성도들은 교회와 마음을 모아야 할 때마다 자신들이 가진 모든 것을 들여 한마음으로 함께한다. 특히 최북단 지역의 성도들도 험난한 산길과 열악한 교통편으로 일주일이 넘는 여정을 기꺼이 나선다. 그렇게 만여 명이 넘는 온교회 성도가 함께하는 4월 물축제 집회와 10월 불축제 집회, 그리고 매해 열리는 박옥수 목사 초청 성경 세미나까지 복음을 사모하는 성도들과 이들을 돌보시는 하나님의 은혜 속에 미얀마 교회는 더욱 성장하고 있다. 2020မှာ2023ခုနှစ်ထိမြန်မာနိုင်ငံမှာအခက်အခဲများစွာရင်ဆိုင်ခဲ့ရပါတယ်။ဆရာကြီးဦးထွန်းလင်းကနေမှလူ9000စုဝေးပြီးကျမ်းစာသင်တန်းပြုလုပ်ဖို့ပြောလာခဲ့ပါတယ်။အဲ့လိုကျမ်းစာသင်တန်းပြုလုပ်မယ်ဆိုရင်နေကညီကိုမောင်နှမတွေအယောက်2000တဲခိုဖို့အတွက်နေရာထိုင်ခင်းပြင်ဆင်ပေးရမှာဖြစ်လို့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်တို့ကခံစားခဲ့တဲ့အရာရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကိုဘုရားသခင်ကဒီလိုချီနှောင်ခြင်းခံပြီးမှအခြေအနေထဲမှာနစ်မြုပ်နေတဲ့အရာကိုဘုရားသခင်ကနှစ်သက်မှလားဘုရားသခင်ကနှစ်သက်တဲ့အရာကိုလုပ်တဲ့အခါမှာဘုရားသခင်ကအံ့ဩဖွယ်လှုပ်ဆောင်ချက်တွေကိုဆက်လက်ပြီးမှလှုပ်ဆောင်ပေးခဲ့ပါတယ်။2023ခုနှစ်နိုဝင်ဘာလမှာဆရာကြီးအိုဆိုပါကိုဖိတ်ခေါ်ပြီး Bible Seminar ကျင်းပခဲ့ပါတယ်။အရင်မိုင်းလက်ချနားထောင်ခဲ့တဲ့ပူဆယ်ဘောလုံးအဖွဲ့မန်နေဂျာကဝန်ကြီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဝန်ကြီးကနေမှကျွန်တော်နေကလာတဲ့လူအယောက်2000တဲခုဖို့တက္ကသိုလ်ဝန်းထဲမှာရှိနေတဲ့အဆောင်တစ်ခုကိုလည်းကျွန်တော်တို့အသုံးပြုနိုင်အောင်ခွင့်ပြုချက်ပေးခဲ့ပါတယ်။မြန်မာလူမျိုးတွေကထောင်ရပျော်ရွှင်ခြင်းနဲ့မျှော်လင့်ခြင်းဆက်လက်ပြီးမှလက်ခံရရှိမယ်လို့ဘုရားသခင်ရဲ့ကျေးဇူးတော်ပြီးွားတယ်လို့ခံစားရပါတယ်။ 사회적 어려움 속에서도 끊임없이 이어지는 복음의 역사. 교회가 가르쳐준 행복으로 잠들고 소망으로 눈뜨는 삶을 살아가며 미래의 지도자들을 육성하는 미얀마 교회. 하나님의 전신갑주를 입고 복음의 빛을 비추는 미얀마 성도들을 통해 앞으로도 미얀마 전역에 소망과 기쁨, 참된 복음을 전하게 하실 하나님의 미쁘심을 찬양한다.